啊，这个的，我比你的手包没到我啊。哎呀，你把晒过来包，地路 online 给几毛，别人查到的。是不是也路个？地路我写路啊。你弄苗嘛嘞，别人都来了，看嘛家伙，你包没有地皮那边要不落的呐？这种个都要好了，我考下啊。哎，哎，你路考下比路啥呢？多家里比。那打老包嘞，熬夜做耶。哪里你才毛？没有我没下去。俺都也过来，面目说的搞嘛嘞，没人见你说。多不要啊，我都没瞧了，我哪弄牛喂？面目了过，哎，花叶都没有嘛，叫我们来瓜摘叶的。我这来不了瓜，俺这老大的话，面目牛嘛，吃米的了瓜。哎，花叶这都包熟了瓜，俺都也过来把它熬出来。哎，没让人摸没叫，给没叫，花叶呢不会呢，放下下来呢。我这来不了瓜，谁干嘛笑？没那个那个。我来别人好没呢，我用起来没事，我三路人嘛，哟，我来看看，我包的。အင်္ဂါသားဆိုတော့စက်ပစ္စည်းနဲ့ပတ်သက်တဲ့အရာတွေအကျိုးပေးနေမှထင်တယ် ဟာဆရာအခုပြောရတဲ့ဟာကျွန်တော်တက်တော်ထဲမှာကြားဘူးလို့ပဲ ။အားဘူးဆိုညမှာခိုးကြတာ။မဟုတ်ပါဘူးညမှာလေးကျင်တာ အာတော်ကြီးကဘာမှမရှုပ်ဘူး ။အာဆရာတော်သွားပါပြီကွာ။ကြားလိုက်တော့မြင့်ဘူးရဲ့မြင့်ဘူးတော့ကြောက်လေလို့ကိုစိတ်ပူလိုက်ရတာ ကြာမှာဘောလို့အိမ်မှာမြင့်မို့မမရလေမျက်စိကတာကိုကြည့်နေတာ ။အဲ့ဖွားကြီးအာယုံလောက်တယ်ကွာမြင့်ဘူးနဲ့ကိုနဲ့ကြောက်တာတိုင်းကထားသလိုပဲ ဟမ်ကိုကလည်းမြင့်မို့မျိုးအဖွဲလုံးခေါ်ပါနဲ့အမေကမြင့်မို့တဲ့တောင်ငုပေးရဟာမိမိလာလေအော်မိလာလေခေါ်ပါနဲ့ဟဲ့ကောင်ငါသမီးပမာလဲစောကငါသမီးနေမေးတမထိုင်နေတွေ့ရနော် ။မင်းစင်းပါပဲမေမေ ဟာငါ့အမြမမေးတဲ့ပိုင်စောပိုင်နေနဲ့ပါချထုတ်လိုက် ။ကတော့တော်ရဲ့ ဟဲ့ငါသမီးလေးကလေရွှေလင်မန်းနဲ့အချင်းစေးမြင့်မွေးတဲ့သမီးတော်ဝင်နှမ်းထိုက်တဲ့သူနင်းလည်းလုံးဝတော့မလုပ်နိုင်ဘူး မေမေရဲ့အင်္ဂါပြီးရှောက်သွားတော့ရှင်ထဲမှာတမျိုးချယ်ခဲ့လက္ခဏာအခြေအနေတော့တော်တော်ကောင်းနေပြီ။မာဒီကြီးပွားမယ်တိုးတက်မအောင်မယ်ကျမ်းမာရေးလမ်းကြောင်းလည်းကောင်းတယ် ခုလိုတွေ့ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။မမကပတ်ဆောင်ပါလို့ညပူစောကနေနဲ့အခြေလေးတောက်လိုက်ပါနော်ဆို ။ဟာပတ်စံလူကြီးလိုပြေပြတ်ပါဆိုတော့ငါအေးတက်သွားတယ်ကွာဟာ ဟဲ့အောင်ရော ရလိုက်တော့ကွာမင်းကဒီမှာစိတ်ကူးကြီးကောင်းနေလို့ မင်းကြည့်ကြတဲ့ဘယ်ရင်တော့စားအောင်မလား ပတ်စံမရှာတော့ဘူးကွာချစ်ကချို့မိတော့ငါတိသွားတယ် မင်းကတော့လေအဖွားကြီးလက်ဆက်မယုံမယ်ဖြစ်မဖြစ်ရလေအောင်ရဲကြော်ရဲ့မအိနဲ့သမီးညာမှားချရတယ် သူတို့တာမင်းတွေရောက်ရုပ်ချင်းတူနေတာငါဘလို့မှခွဲလို့မရအောင်ဒီတိုင်းဟာ အဲ့လိုခွဲလို့မရလို့ပဲမင်းအချိန်ချင်းခါသူတို့သားမျိုးဒူမားနေတာဗောကွာ စိတ်ညစ်တယ်ကွာလူဘဝကိုနှစ်ခုကိုတိုးတိုးထားလို့ဖြစ်နေပြီဒိတ်လိုက်ဟာ ဟဲ့ထုံးတော့ရင်ဟိုဖွားရခံပါလားကွာမင်းကိုလှုပ်လိမ့်မယ် ဩတို့ရလားကွာငါမင်းတို့စကားဖြစ်ပြောတဲ့ဟာကို ဟဲ့ဟိုမင်းကောင်မလေးလာနေပြီငါတော့ဖွားရ ကိုမြုံဝန်းထဲမှာမြင့်မော်ဒီနေ့အလှတော့ပဲ
မျက်မှောက်ပြဖဲသွားတယ်ကြည့်ရတာရောက်ခမကြီးကကိုနဲ့သဘောမတူထင်တယ်ကိုနဲ့ပတ်သက်ပြီးမျက်မှောက်လို့တာမီစကားများလားမျက်မှောက်လည်းကိုယ်စကားမပြောဘူးဟာခတ်တယ်ကွာဒီဘွားကြီးဘိုးဘွားကြီးကတော့ပို့တာကောင်းမှထင်တယ် ငါမြင့်မွေးအမေဟဲ့ ဟာ နေရငါ့ကိုမြဘိုးဘွားကြီးတာပုံလေးပါလေးနဲ့ ချမ်းမအောင်တော်ရဲ့တော်ရက်ွက်ထဲမှာနေရအသက်ရှူလည်းမအောင်လေကောင်းလေတန်းလည်းမရအောင်လေကောင်းလေတန်းရအောင်အသက်ရှူလည်းဝအောင်ကုသိုလ်လေးလည်းရအောင်ကျွန်တော်ဘိုးဘွားကြီးတော့တောက်ဖို့လို့ပြောတာပါတော်ရဲ့ ဘိုးဘွားကြီးတာပုံပါလားပြောလာရဲ့